အမြင့်ကိုကြောက်ပါတယ်ဆိုနေမှတောင်တောင်ကျိုးနဲ့ပဲသွားခိုင်းခံခဲ့ရတဲ့ဂျေစုကအမြင့်ကိုကြောက်ပါတယ်ဆိုနေမှတောင်တောင်ကိုကျိုးနဲ့ပဲသွားခိုင်းပြီးဂျေစုကိုပို့ကြအောင်လုပ်ခဲ့ကြသလိုဇက်တိုင်ငိုနေအောင်နှိပ်စက်ခဲ့ပါတယ်ဒါတည်းမကသေးပါဘူးရှင်တခြားကုမ္ပဏီတွေနဲ့တူအလုပ်လုပ်တဲ့အချိန်မှာလည်းအင်္ဂလိပ်စကားကောင်းကောင်းမပြောတတ်လို့ဆိုပြီးတော့တော်တော်ကြီးကိုအနှိမ်ခံခဲ့ရပါတယ်အခြားကြနဲ့အမြဲတမ်းမိမိုက်နေတဲ့ Blackpink အဖွဲ့ဝင်တွေထဲမှာလည်းတနာစရာကောင်းတဲ့ကောင်းမလေးတယောက်ရှိနေပါတယ်အဲ့ဒီကောင်းမလေးကတော့ဂျေစုလို့ခေါ်တဲ့အဆိုတော်မလေးတယောက်ဖြစ်ပါတယ်အရင်တည်းကအနေအေးတဲ့အတွက်လူတွေရဲ့ဥပိ္ပခာပြုခြင်းကိုခံခဲ့ရသလိုအနေအေးတဲ့အတွက်လည်းတခြားအဖွဲ့ဝင်တွေနဲ့အနိုင်ယူခြင်းကိုအမြဲတမ်းခံခဲ့ရပါတယ်ဂျေစုကအဖွဲ့ထဲမှာအသက်အကြီးဆုံးလူတစ်ယောက်ဖြစ်နေတာကြောင့်သူမကကိုအမကြီးအမိရလို့ခံယူထားပြီးတော့အဖွဲ့ဝင်တွေကိုတီးခန့်ဆက်ဆံပေးလေရှိတဲ့ကောင်းမလေးတစ်ယောက်ပါရှင်ဒီနေ့ဗီဒီယိုထဲမှာတော့ Blackpink အဖွဲ့ရဲ့အတင်းငိမ့်ဆုံးအဆိုတော်မလေးဂျေစုရဲ့အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဂျေစုရဲ့နာမည်အရင်ကတော့ Kim ဂျေစုဖြစ်ပြီးတော့သူမကို1995ခုနှစ် January 3 ရက်ကိုရီးယားနိုင်ငံရဲ့ချမ်းသာလာတဲ့မိသားစုမှာမွေးဖွားခဲ့တာပါသူမကအစတုန်းကတော့ပရိသတ်တွေရဲ့ဝိုင်းနှိမ်ဆက်ဆံတာခံခဲ့ရပေမဲ့မိသားစုရဲ့အားပေးထောက်ခံမှုကိုအပြည့်အဝရရှိထားသူတယောက်ဖြစ်ပါတယ်။ဂျေစုကအိမ်မှာအငယ်ဆုံးဖြစ်တဲ့အတွက်ကောင်းကောင်းကြီးအလိုလိုက်တာကိုလည်းခံစားခဲ့ရပါတယ်။အဲ့ဒီလိုအလိုလိုက်တာကဘယ်လောက်ထိဆိုးလဲဆိုရင်သူမကြောင်မသွားခြင်းမှုဆိုရင်တောင်ဂျေစုကိုဘာလို့ကြောင်မသွားခြင်းမှုလဲဆိုပြီးတော့အမေကွန်းထုတ်လို့မရခဲ့ပါဘူး။အဲ့ဒီလိုမျိုးအလိုလိုက်တာဟာဂျေစုရဲ့ဘဝကိုခက်ခဲစေမှာကတော့မိဘတွေကမသိခဲ့ပါဘူး။ဂျေစုကငငယ်လေးတွေကအစိုးအကမှလည်းဝါသနာပါခဲ့သလိုစုတွေအများကြီးကိုလည်းရရှိခဲ့ပါတယ်။သူကအငယ်ဆုံးဖြစ်တာကြောင့်လည်းသူမလူချင်းတဲ့အရာမှန်သမျှကိုရရှိခဲ့တာပါ။ဒါပေမဲ့ဒီအရာတွေအားလုံးမှာ limit ရှိခဲ့ပါတယ်။ YT Entertainment Company ကိုရောက်တဲ့အခါမှာတော့အရာအားလုံးကပြောင်းလဲသွားခဲ့ပါတော့တယ်။ YT Entertainment ဆိုတာကတော့အနုပညာရှင်တွေကိုမွေးထုတ်ပေးတဲ့နေရာတစ်ခုပါရှင်။ဒီ company ကအရန်စီကံကြည့်ပြီးတော့ဒီမှာရှိနေတဲ့ကာလအတွင်းအိမ်ကိုပြန်ခွင့်တောင်မပေးထားပါဘူး။လွယ်လပ်မှုမရှိဘဲအမြဲလေးကျင့်ကစီကံတွေနဲ့နေနေရတဲ့ဂျေစုအတွက်ဒီနေရာဟာထောင်လိုဖြစ်ခဲ့ပါတယ်။သူမလှုပ်ချင်တာတခုမှလုပ်မရပဲလှုပ်ခိုင်းတာပဲလုပ်နေရလို့အမြဲတမ်းဝမ်းနေခဲ့ပါတယ်။ဒါတည်းမကသေးပါဘူးရှင်။ဂျေစုကအမြင့်ကိုကြောက်တတ်တဲ့သူပါ။ဂျေစုကအမြင့်ကိုကြောက်ပါတယ်ဆိုနေမှတောင်တောင်ကိုကျိုးနေပဲသွားခိုင်းပြီးတော့ဂျေစုကိုပို့ကြအောင်လုပ်ခဲ့ကြသလိုဇက်တိုက်ငိုနေအောင်နှိပ်စက်ခံခဲ့ရပါတယ်။ဒါတွေအားလုံးကကောင်းဖို့အတွက်ပြုလုပ်ခဲ့တာဂျေစုကအစပိုင်းမှာမသိခဲ့ပါဘူး။ဂျေစုကအစပိုင်းမှာတော့အမြင့်ကြောက်ပေမဲ့လေ့ကျင့်တာများတဲ့အခါမှာတော့အမြင့်မကြောက်တော့ပါဘူး။ဒီလိုမျိုး YT Company လောက်ကြကလည်းအကြောက်တရားကိုဖယ်ရှားပစ်ဖို့ပါရှင်။ဒီလိုမျိုးစတင်လာခဲ့တဲ့သူမက Blackpink အဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတော့ K-pop idol တယောက်ဖြစ်လာခဲ့ပါတယ်။ဒီမှာဂျေစုကရက်မနေပဲရုပ်ရှင်လောကမှာပါခြေချခဲ့ပါတယ်။သူမရဲ့ပထမဆုံးဇက်ဆောင်အနေနဲ့ Snowdrop ရုပ်သံဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲထဲမှာဆိုရင်တော့ဂျေစုကိုအထင်သေးကြတဲ့ပရိသတ်တွေကတယောက်ဆောင်မကောင်းတော့ဘူးလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့တကယ်တမ်းပြသတဲ့အချိန်မှာတော့ Snowdrop ရုပ်သံဇာတ်လမ်းကထင်ထားတာချက်ကိုအောင်မြင်မှုတွေအများကြီးရရှိခဲ့ပြီးတော့ကမ္ဘာကျော်မှာရှိတဲ့ Blackpink ပရိသတ်တွေအကောင်လုံးကအားပေးခဲ့ကြတာဖြစ်ပါတယ်။အဲဒီတော့အဖက်ဖက်ကထိုးချွန်နေတာတောင်ဂျေစုကိုနှိမ်ချခြင်းတဲ့သူတွေကအများကြီးဆက်ရှိနေသေးတာပါရှင်။ဂျေစုရဲ့အောင်မြင်မှုတွေကဒီလောက်ပဲလားဆိုရင်တော့ပရိသတ်ကြီးတို့ထင်တာမှားသွားပါလိမ့်မယ်နော်။ဂျေစုကကမ္ဘာကျော် brand တစ်ခုဖြစ်တဲ့ Dior brand နဲ့လည်းလက်တွဲအလုပ်လုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။ဂျေစုကအဲ့ဒီလို Paris Fashion Week မှာဆိုလို့ရှိရင်လည်းအင်္ဂလိပ်စာမကျွမ်းကျင်ပေမဲ့အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပြီးတော့တွားရောက်လေရှိပါတယ်။ဂျေစုတယောက်ဘာကြောင့်အခုလိုအောင်မြင်နေတယ်လို့ထင်ပါလဲရှင်။အမှန်တော့ဂျေစုက YT Entertainment မှာ9နှစ်ကြာအောင် training ဆင်းခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဲ့ဒီလိုအချိန်ဒီမှာရောခွန်အားတွေရောပေးဆက်ပြီးအောက်ခြေကနေကြိုးစားခဲ့တာကြောင့်ဂျေစုကအခုလိုအောင်မြင်နေတာဖြစ်ပါတယ်။ဒါပေမဲ့ကံကောင်းတာတစ်ခုကတော့ဂျေစုရဲ့မိသားစုဝင်တွေကတော့သူမကိုအပြည့်အဝထောက်ခံအားပေးခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီလိုမိသားစုကအားပေးတဲ့ခွန်အားတွေကြောင့်လေပရိသတ်တွေကဘလို့ပဲဝေဖန်အပြစ်တင်နေကြပါစေဂျေစုကတော့အကောင်းဆုံးစူးစမ်းနေတာဖြစ်ပါတယ်။ကဲဒီလောက်ဆိုရင် Blackpink အဖွဲ့ဝင်တွေကမှရိုးသားအကျိုးစားဆုံးဖြစ်တဲ့ဂျေစုအကြောင်းကိုသိရှိသွားလောက်ပြီလို့ထင်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ဇော်ထအောင် Share Channel လေးကို Like တာ Follow လေးလုပ်ခဲ့ပေးပါအောင်နော်။